ကျွန်တော်တို့သားသမီးတွေအတွက်တပတ်စာတဲတော့ကံကြမ္မာကိုဖတ်ကြားပြဆိုပေးမှာဖြစ်ပါကျွန်တော်တို့သားသမီးတွေယခုချိန်ယခုကာလမှာတော့အလုပ်ပြောင်းနေရပြောင်းအိမ်ပြောင်းအိမ်ရနေရထိုင်ခင်းပြောင်းရှာတူးပြောင်းဌာနပြောင်းတိုက်ခန်းပြောင်းဒါတွေကြုံရတဲ့ချိန်ဖြစ်ပါတယ်ဘလို့ပဲပြောင်းပြောင်းကောင်းသောပြောင်းလဲခြင်းဖြစ်ပါတယ်ဗျာဩဇာပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စငွေကြေးကြီးကြီးမားမားနှစ်ကြိမ်နှစ်ခါဝင်ဖို့ရှိပါတယ်ကောင်းသောဝင်ခြင်းဖြစ်ပါတယ်ဗျာတန်ဖိုးကြီးတဲ့ကြောက်တွေလည်းဝင်လာတတ်တဲ့ချိန်ဖြစ်ပါတယ်မိတ်ဆွေပေါင်းတဲ့ကရလာဝပါတဲ့သူတွေကိုကောင်းကျိုးပေးတယ်၎င်းတို့နဲ့ပူးတွဲပေါင်းဆက်ပြီးလုပ်တဲ့လုပ်တွေစင်ပြပါလိမ့်မယ်အောင်မြင်ပါလိမ့်မယ်တတိထားမဲ့နေ့နဲ့ဒီတစ်ခါလဲမှားလိုက်မယ်အာအီဥအေအောအောင်လို့အေးတို့ဤတို့ပါတဲ့သူတွေတတိထားရှောင်ခြင်းရ၎င်းနေ့နဲ့နေရာမိဘမှာမကောင်းပြောဆိုခြင်းမကောင်းကြံစီခြင်းတွေပြုလုပ်ဆောင်ရပါလိမ့်မယ်သာသမီနဲ့ပတ်သက်တဲ့ကိစ္စရဝေးရောက်နေတဲ့သားသမီးတွေနဲ့စာဆက်တွေလူဆက်တွေငွေဆက်တွေတရားလက်တဲ့ချိန်ဖြစ်တယ်။အောက်လက်ငယ်သားနဲ့ပတ်သက်တဲ့ကိစ္စထွက်သွားတဲ့အောက်လက်ငယ်သားတွေကိုထပ်တဖန်ပြန်ပြီးတော့တကြောပြန်ပြီးတော့လာရောက်တဲ့ချိန်ဖြစ်ပါတယ်။ဘလို့ပဲလာကောင်းသောလာခြင်းဖြစ်တဲ့လက်ခံထားရမယ်။ကားဝယ်ဖို့ရည်ရွယ်ထားတဲ့သူတွေနှစ်ပတ်အတွင်းဝယ်ပါဗျ။ရန်တဲ့နောက်ချက်နဲ့ပတ်သက်ပြီးတော့ကိုကတော့ကြီးမားမဟုတ်တော့လည်းပဲကိုကိုစောင့်ကြည့်တဲ့သူနှစ်ယောက်ရှိနေပါတယ်။ခြေနဲ့ပတ်သက်တဲ့ကိစ္စအိမ်တော်ရေးနဲ့ပတ်သက်တဲ့ကိစ္စခွဲခွာနေရတာဝေးကွာနေရတာမိမိရဲ့ချစ်သူမိမိရဲ့အိမ်တော်ဘက်တွေကခရီးလိုနေတာလို့ခရီးထွက်နေတာလို့ဆက်သွယ်ပြတ်တောက်နေတာမျိုးလို့ဖြစ်တတ်တဲ့ကာလဖြစ်ပါတယ်။ကျမကြီးနဲ့ပတ်သက်တဲ့ကိစ္စလေထိုးခြင်းလေရောက်ခြင်းဝင်းလျှော့ခြင်းဝင်းချုပ်ခြင်းဝင်းပြက်ခြင်းဆိုတဲ့ကိန်းကနက်မျိုးရောက်လို့နေပါတယ်ဗျ။ဘုရားဘာသာကိုးကွယ်တဲ့သူတွေအတွက်ဒိဋ္ဌံပြီးတစ်မျိုးကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့လောကဝိတုအောင်ပြီဆိုပြီးတော့တနေ့ကိုပတိ၄ဘက်စိတ်ကမှာဖြစ်ပါတယ်မိမိရဲ့ကံတရားအကောင်းဘက်ကိုဥတီရွေ့လျားနေတာ80ရာခိုင်နှုန်းရှိပါတယ်လက်လာဘာနဲ့ပတ်သက်တဲ့စိုးမိုးကနန်းတွေကတော့1ကနန်း5ကနန်းပဲဖြစ်ပါတယ်တပတ်စာလက်ကီးကလာကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့အနီရောင်ရဲပါသောဝတ်စားတွေကိုဝတ်ပါကံတာစီးရမယ်ကံခွင့်လန်းကောင်းရမယ်ကိုပြောတဲ့စကားတွေအောင်မယ်တစ်ဖက်လူကိုဘက်ပါမယ်တဲတော့ရတဲ့တခုကိုညွန်ကြားပြဆိုရမယ်ဆိုရင်တော့အုံညွတ်ဆက်တဲ့ညွန်အမွှေးတိုင်းဆက်တဲ့တိုင်းမြတ်စွာဘုရားကိုကတ်လူပူဇော်ထူတန်းပါဒါဆိုရင်တော့ကံစားတာညံ့နေပြောက်မယ်ကောင်းကျိုးချမ်းသာတွေရှောက်မှာပဲဖြစ်ပါတယ်ကျွန်တော်ကတော့ထိုက်အောင်လင်းပါဗျလူကြီးမင်းတို့အနေနဲ့ဒီဗီဒီယိုဖိုင်လေးကိုဘယ်မြို့ဘယ်တိုင်းဘယ်ရက်ွက်ဘယ်ပြည်နဲ့ဘယ်နိုင်ငံကနေကြည့်ရှုအားပေးနေတဲ့ဆိုတာကိုလည်း comment box မှာရေးပေးခဲ့ပါအောင်ဗျမေတ္တာပို့ဆုတောင်းပေးခြင်းလို့ပါဤနေ့ဤရဲ့ဤချိန်ကနေစပြီးတော့လူကြီးမင်းတို့အားလုံးကြွေးကြည်တိုက်ဆောက်ဝါဝစာများလှူပြီးတော့ပေါ်သုံးနိုင်ပါစေဗျာကြီးပွားတိုးတက်အောင်မြင်ချမ်းသာပါစေစီးပွားသုံးဆတိုးပါစေတက်ရှူတိုင်းငွေဝင်ကျန်းပါစေဗျာတလင်းလာသားသမီးတွေတပတ်စာတဲတော့ကတည်းကဖတ်ကြားပြဆိုပေးမှာဖြစ်ပါတလင်းလာသားသမီးတွေဒီချိန်ဒီကာလမှာတော့မိမိရဲ့လုတ်ပိုင်ခွင့်တွေကိုတစုံတယောက်ကနေတော့တားဆီးတာနှောက်ယှက်တာဟန်တားတာလုတ်ခွင့်မပေးတာတွေကြုံရတဲ့ကာလဖြစ်ပါဟောသာပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စတည်တည်ပေါ်ပေါ်ရဆိုရင်တော့ထီးတို့ဖက်နဲ့တို့နာယူအထယ်လေးတို့ဝင်ပါလိမ့်မယ်ကြီးမားမားတဲ့ဆိုရင်တော့ဒေါ်လာတို့တိုက်ခန်းတို့တယ်လီဖုန်းတို့ဝင်ပါလိမ့်မယ်ဗျဒါတွေကတော့ကောင်းသောဝင်ခြင်းဖြစ်ပါလေဗျမိတ်ဆွေပေါင်းတဲ့ကစစညနာမည်ပါတဲ့သူတွေကိုကောင်းကျိုးပေးတယ်၎င်းတို့နဲ့ပူးတွဲပေါင်းဆက်ပြီးလုပ်တဲ့လုပ်တွေစင်ပြေပါလိမ့်မယ်အောင်မြင်ပါလိမ့်မယ်တတိထားမဲ့နေ့နဲ့နေရာအာအီဥအေအောအောင်တို့အေးတို့ဤတို့ပါတဲ့သူတွေတတိထားရှောင်ခြင်း၎င်းနေ့နဲ့နေရာမိပေါ်မှာမကောင်းပြောဆိုခြင်းမကောင်းကြံစီခြင်းတွေပြုလုပ်ဆောင်ရွက်ပါလိမ့်မယ်သာသမီနဲ့ပတ်သက်တဲ့ကိစ္စကောင်းကျိုးရှိတယ်အောက်လက်ငယ်သားနဲ့ပတ်သက်တဲ့ကိစ္စနာမည်ကုန်သတင်းရမယ်ကားဝယ်ဖို့ရည်ရွယ်ထားတဲ့သူတွေတပတ်အတွင်းဝယ်ပါဗျရန်တဲ့နောက်ချက်နဲ့ပတ်သက်ပြီးရန်ရှိလာလို့မရှိတယ်ကိုယ့်ရဲ့အောင်မြင်မှုကိုယ့်ရဲ့တိုးတက်မှုမနာလိုလို့ပြူစားစီရင်တဲ့သူတွေရှိတယ်ခြေနဲ့ပတ်သက်တဲ့ကိစ္စအိမ်တော်ရေးနဲ့ပတ်သက်တဲ့ကိစ္စခွန်ကြီးခွန်ငယ်စကားများတာမျိုးတွေကြုံရတတ်တယ်ကျမ်းမာရေးနဲ့ပတ်သက်တဲ့ကိစ္စအစာဥလန်းကြောင်းနဲ့ပတ်သက်တဲ့ယောဂါတွေဖြစ်တတ်ပါတယ်ခံစားရတတ်ပါ
ဗုဒ္ဓဘာသာကိုးကွယ်တဲ့သူတွေအတွက်ဒိဋ္ဌံပတိတစ်မျိုးကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့လောကဝိတုအောင်ပြီဆိုပြီးတော့တနေ့ကိုပတိ၄ဘက်စိတ်ရမှာဖြစ်ပါကံတရားအကောင်းဘက်ကိုဥတီပြောင်းလဲနေတာ90%ရှိပါတယ်လက်လာပါနဲ့ပတ်သက်ပြီးတော့စိုးမိုးကဏ္ဍတွေကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့1ကဏ္ဍ6ကဏ္ဍပဲဖြစ်ပါတပတ်စာလက်ကီးကလာကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့အပြာနုတို့အဝါနုတို့ပါတဲ့ဝတ်စားတွေကိုဝတ်ပါကံသာစီးရမယ်ကံခွင့်လန်းကောင်းရမယ်ကိုပြောတဲ့စကားတွေအောင်မယ်တစ်ဖက်လူကိုပဲပါတဲရရတာတခုကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့တောက်တော်ကြီး၈ခွဲအမွှေးတိုင်၈တိုင်မြတ်စွာဘုရားကိုကတ်လူပူဇော်လူတန်းပါဒါဆိုရင်တော့လူကြီးမင်းတို့မှာကြုံတွေ့ရမယ်ကံစားတာညံ့ခိုက်တွေပြေပြောက်ပြီးကောင်းကျိုးချမ်းသာမင်္ဂလာတွေရောက်ရှိစေမှာပဲဖြစ်ပါတယ်ဗျကျွန်တော်ကတော့ထားအောင်လင်းပါဗျလူကြီးမင်းတို့အနေနဲ့ဒီဗီဒီယိုဖိုင်လေးကိုဘယ်မျိုးဘယ်တိုင်းဘယ်ရက်ွက်ဘယ်ပြည်နဲ့ဘယ်နိုင်ငံကနေကြည့်ရှုအားပေးနေတယ်ဆိုတာကိုလည်း comment box မှာရေးပေးခဲ့ပါအောင်ဗျမေတ္တာပို့ဆုတောင်းပေးခြင်းလို့ပါဤနေ့ဤရဲ့ဤချိန်ကနေစပြီးတော့လူကြီးမင်းတို့အားလုံးကြွေးကြေတိုက်ဆောက်ဝါဝစာများများလှူပြီးတော့ဘောဘောသုံးနိုင်ပါစေဗျာကြီးပွားတိုးတက်အောင်မြင်ချမ်းသာပါစေစီးပွားသုံးဆတိုးပါစေအသက်ရှူတိုင်းငွေဝင်ကျန်းပါစေလို့ကျွန်တော်ထိုက်အောင်နေဆုတောင်းမေတ္တာများလှိုက်လိုက်လေးလေးပို့တာလိုက်ရကြောင်းပါဗျာအင်္ဂါသားသမီးတွေအတွက်တပတ်စာတဲတော့ကံကြမ္မာကိုဖတ်ကြားပြဆိုပေးမှာဖြစ်ပါတယ်အင်္ဂါသားသမီးတွေယခုကြည့်ရင်ယခုကလာမှာတော့ပြက်ခနဲ့ပြောင်းကွက်ခနဲ့ကောင်းစီမဲ့ခြေလေကောင်းခွင့်ကကောင်းရောက်လို့နေပါလေဗျဩဇာပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စတန်ဖိုးကြီးတဲ့ကြောက်တွေဝင်လာတတ်တယ်ငွေကြေးကြီးကြီးမားမားနှစ်ကြိမ်နှစ်ခါဝင်တတ်တဲ့အချိန်ဖြစ်တယ်ကောင်းသောဝင်ခြင်းဖြစ်ပါလေဗျမိတ်ဆွေပေါင်းတဲ့ကစစညနာမည်ပါတဲ့သူတွေကိုကောင်းကျိုးပေးတယ်၎င်းတို့နဲ့ပူးတွဲပေါင်းဆက်ပြီးလုပ်တဲ့လုပ်တွေစင်ပြပါလိမ့်မယ်အောင်မြင်ပါလိမ့်မယ်တတိထားမဲ့နေ့နဲ့ဒီတခါတည်းမှာလိုက်မယ်တထတတနာနာမည်ပါတဲ့သူတွေတတိထားရှောက်ခြင်း၎င်းနေ့နဲ့နေရာမိဖို့မှာမကောင်းပြောဆိုခြင်းမကောင်းကြံစည်ခြင်းတွေပြုလုပ်ဆောင်ရပါလိမ့်မယ်သာသမီနဲ့ပတ်သက်တဲ့ကိစ္စလွတ်ထားလို့မရပါဘူးအောက်လက်ငယ်သားနဲ့ပတ်သက်တဲ့ကိစ္စမျက်စိတောက်တောက်ကြည့်နေဖို့လိုပဲပါကားဝယ်ဖို့ရည်ရွယ်ထားတဲ့သူတွေတပတ်ကျော်မှဝယ်ပါဗျရန်တဲ့နောက်ချက်နဲ့ပတ်သက်ပြီးရန်ရှိလာလို့မရှိမိမိရဲ့အောင်မြင်မှုမိမိရဲ့တိုးတက်မှုမနာလိုလို့ပြူသားစီရင်တိုက်ခိုက်နှောက်ယှက်တဲ့သူတွေရှိပါခြေနဲ့ပတ်သက်တဲ့ကိစ္စအိမ်တော်ရေးနဲ့ပတ်သက်တဲ့ကိစ္စအကောင်းဘက်ကိုဥတည်ပြီးတော့ပြောင်းလဲလာတဲ့အချိန်ဖြစ်ပါတယ်ဗျကျမရေးနဲ့ပတ်သက်တဲ့ကိစ္စတွေးစစ်ကမယ်သွားနာခြင်းသွားကြိုက်ခြင်းတွေဖြစ်တတ်ပါတယ်ဗျဗုဒ္ဓဘာသာကိုးကွယ်တဲ့သူတွေအတွက်ဒိဋ္ဌံပတိတစ်မျိုးကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့သာမန်တန်ဗုဒ္ဓအောင်ပြီဆိုပြီးတော့တနေ့ကိုပတိနှစ်ပတ်စိတ်ကမှာဖြစ်ကိုယ့်ရဲ့ကံတရားအကောင်းဘက်ကိုဥတည်ရွေ့လျားနေတာ80%ရှိစိုးမိုးကဏ္ဍကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့9ကဏ္ဍ10ကဏ္ဍဖြစ်တယ်ဉာဏ်ရှိသလိုသုံးချပါတပတ်စာလက်ကီးကလာကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့အဖြူရောင်ဆင်းလေးတွေအကွက်ကလေးတွေအပွင့်လေးတွေပါတဲ့ဝတ်စားတွေကိုဝတ်ဆင်ပါဒါဆိုရင်တော့ကံသာစီးရမယ်ကံခွင့်လန်းကောင်းရကိုပြောတဲ့စကားတွေအောင်မယ်တစ်ဖက်လူကိုပဲပါတဲရရတာတခုကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့ပန်းအဝါရောင်9ပွင့်တောက်တော်ကြီး9ကွက်အမွှေးတိုင်9တိုင်မြတ်စွာဘုရားကိုကတ်လူပူဇော်ထူတန်းပါဒါဆိုရင်တော့ကံစားတာညံ့ခိုက်ပြီးပြေပြောက်ပြီးကောင်းကျိုးချမ်းသာတွေရောက်ရှိမှာပဲဖြစ်ပါတယ်ဗျကျွန်တော်ကတော့ထိုက်အောင်လင်းပါဗျလူကြီးမင်းတို့အနေနဲ့ဒီဗီဒီယိုဖိုင်လေးကိုဘယ်မျိုးဘယ်တိုင်းဘယ်ရက်ွက်ဘယ်ပြည်နဲ့ဘယ်နိုင်ငံကနေကြည့်ရှုအားပေးနေတယ်ဆိုတာကိုလည်း comment box မှာရေးပေးခဲ့ပါအောင်ဗျမေတ္တာပို့ဆုတောင်းပေးခြင်းလို့ပါဤနေ့ဤရဲ့ဤချိန်ကနေစပြီးတော့လူကြီးမင်းတို့အားလုံးကြွေးကြေတိုက်ဆောက်ဝါဝစာများများလှူပြီးတော့ဘောဘောသုံးနိုင်ပါစေဗျာကြီးပွားတိုးတက်အောင်မြင်ချမ်းသာပါစေစီးပွားသုံးဆတိုးပါစေအသက်ရှူတိုင်းငွေဝင်ကျန်းပါစေဗျာ
ဗုဒ္ဓဘုရားသမီးတွေအတွက်တပတ်စာတဲတော့ကံကြမ္မာကိုဖတ်ကြားပြဆိုပေးမှာဖြစ်ပါတယ်ဗျာဗုဒ္ဓဘုရားသမီးတွေယခုချိန်ယခုကာလမှာခရီးဝေးတစ်ခုကိုသွားဖို့ရှိပါတယ်အထူးသဖြင့်တောင်တန်းနေရှိတဲ့နေရာတွေကိုခရီးသွားတတ်တဲ့နေပြည်တော်လိုနေရာကလောလိုနေရာကြက်ကြီးလိုနေရာနေပြည်တော်လိုနေရာဒါမျိုးတွေသွားတတ်တဲ့ချိန်ဖြစ်တယ်တောင်ကြီးလိုနေရာမျိုးတွေသွားတတ်တဲ့ကာလဖြစ်ပါတယ်ဘလို့ပဲသွားကောင်းသွားခြင်းဖြစ်ပါတယ်ဗျာဥစ္စာပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စအိမ်သစ်ဝင်ခြင်းစာအုပ်သစ်ဝင်ခြင်းတိုက်ခန်းသစ်ဝင်ခြင်းကားပိုင်ရခြင်းတွေကြုံရတဲ့ချိန်ဖြစ်မိတ်ဆွေပေါင်းတဲ့ကအာအီဥအေအောအောင်တို့အေးတို့ဤတို့ပါတဲ့သူတွေကိုကောင်းကျိုးပေးတယ်၎င်းတို့နဲ့ပူးတွဲပေါင်းဆက်တဲ့လုပ်တွေဆင်ပြေမယ်အောင်မြင်မယ်တတိထားမယ်နေနဲ့ဒီတခါလေးမှားလိုက်မယ်တာဟာနာမည်ပါတဲ့သူတွေတတိထားရှောင်ကျင်ရမယ်၎င်းနေတဲ့နေရာကိုယ့်ဘဝမှာမကောင်းပြောဆိုခြင်းမကောင်းကြံစည်ခြင်းတွေပြုလုပ်ဆောင်ရပါလိမ့်မယ်သာသမီနဲ့ပတ်သက်တဲ့ကိစ္စကောင်းကျိုးရှိတယ်အောက်လက်ငယ်သားနဲ့ပတ်သက်တဲ့ကိစ္စနာမည်ကုန်သတင်းရမယ်ကားဝယ်ဖို့ရည်ရွယ်ထားတဲ့သူတွေနှစ်ပတ်အတွင်းဝယ်ပါဗျရန်နဲ့နောက်ချက်နဲ့ပတ်သက်ပြီးဒီချိန်ဒီကာလမှာရန်ရှင်းရန်လင်းနေတာကိုတွေ့ရပါတယ်အခြေအနေနဲ့ပတ်သက်တဲ့ကိစ္စအိမ်တော်ရေးနဲ့ပတ်သက်တဲ့ကိစ္စနားလည်မှုလေးလွတ်တတ်ပါတယ်ခွဲခွာနေရတာဝေးကွာနေရတာဖြစ်တတ်ပါတယ်ဈာလူနောက်ဆက်တွေဝင်တတ်ပါတယ်ကျမကြီးနဲ့ပတ်သက်တဲ့ကိစ္စဒူးတို့နားတို့နှာခေါင်းတို့နှလုံးတို့နဲ့ပတ်သက်တဲ့ယောဂတွေဖြစ်တတ်ပါတယ်ခံစားရတတ်ပါတယ်ဗုဒ္ဓဘာသာကိုးကွယ်တဲ့သူတွေအတွက်ဒိဋ္ဌံပြီးတစ်မျိုးကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့ဝိဇာစာယနာတမန်တော်အောင်ပြီးဆိုပြီးတနေ့ကိုပတိ3ဘက်စိတ်ကမှာဖြစ်ပါကံတရားအကောင်းဘက်ကိုဥတီပြောင်းလဲနေတာ 100% ရှိပါလက်လဘာနဲ့ပတ်သက်တဲ့ကိစ္စလေးရတော့နှစ်ကနန်းကတော့ကိုယ့်အတွက်စူမှုကနန်းဖြစ်ပါတယ်ဉာဏ်ရှိတယ်လို့သုံးချပါအပူကနန်းလေးတွေကကိုယ့်အတွက်ကံကောင်းစေတော့စူမှုကနန်းနေဖြစ်ပါတယ်ကိုယ့်အကိုဉာဏ်ရှိတယ်လို့သုံးချပါတပတ်စာလက်ကြီးကလာကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့အပြာအနုတို့အဝါအနုတို့ပါတဲ့ဝတ်စားတွေကိုဝတ်ပါကံသာစည်းရမယ်ကံခွင့်လန်းကောင်းရမယ်ကိုပြောတဲ့စကားတွေအောင်မယ်တစ်ဖက်လူကိုပဲပါလာမှာပဲဖြစ်ပါတဲတော့ရတဲ့တခုကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့ကျွေးပကံများတစ်ချက်ထဲမှာတခွားသီး6လုံးထဲပါအမွှေးတိုင်6တိုင်စိုက်ပြီးတော့မြတ်စွာဘုရားကိုကတ်လူပူဇော်ထူတန်းပါဒါဆိုရင်တော့ကံစားတာအညံ့နေပြောင်းမယ်ကောင်းကျိုးချမ်းသာတွေရောက်ရှိမှာပဲဖြစ်ပါတယ်ဗျကျွန်တော်ကတော့ထိုက်အောင်လင်းပါဗျလူကြီးမတို့နေတဲ့ဒီဗီဒီယိုဖိုင်လေးကိုဘယ်မြို့ဘယ်တိုင်းဘယ်ရက်ွက်ဘယ်ပြည်နယ်ဘယ်နိုင်ငံကနေကြည့်ရှုအားပေးနေတဲ့ဆိုတာကိုလည်း comment box မှာရေးပေးခဲ့ပါဦးဗျမေတ္တာပို့ဆုတောင်းပေးခြင်းလို့ပါဤနေ့ဤရဲ့ဤချိန်ကနေစပြီးတော့လူကြီးမတို့အားလုံးကြွေးကြည်တိုက်ဆောက်ဝါဝစာများလှူပြီးတော့ပေါ်သုံးနိုင်ပါစေဗျာជីវတိုးတဲ့အောင်မြင်ချမ်းသာပါစေစီးပွားသုံးစတိုးပါစေအသက်ရှူဒိုင်ငွေဝင်ကျန်းပါစေလို့ကျွန်တော်ထိုက်အောင်နေရလူကြီးမင်းတို့မိသားစုအားဒီနေရာကနေဆူတောင်းမြတ်တာများလှိုက်လဲပိုးသားလိုက်ရကြောင်းပါဗျာဇာတာပိသားသမီးတွေတပတ်စာတဲတော့ကံကြမ္မာကိုဖတ်ကြားပြဆိုပေးမှာဖြစ်ပါဇာတာပိသားသမီးတွေဒီချိန်ဒီကာလမှာတော့အလုပ်ကောင်းနေရကောင်းလစာကောင်းယာရုကောင်းချတဲ့တဲ့ချိန်ဖြစ်ပါလေအစိုးရဝန်ထမ်းတွေလုပ်တဲ့လူတွေဂျမ်ပရိုမိုးရှင်းတွေတက်တာမျိုးတွေဂျုံရတဲ့ချိန်ဖြစ်ပါဥစ္စာပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စအိမ်သစ်ဝင်မယ်စာအုပ်သစ်ဝင်မယ်တိုက်ခန်းသစ်ဝင်မယ်ကောင်းသောဝင်ခြင်းဖြစ်ပါမိတ်ဆွေပေါင်းတဲ့ကအာအီဥအေအောအောင်တို့အေးတို့ဤတို့ပါတဲ့သူတွေကိုကောင်းကျိုးပေးတတိထားမနေနဲ့နေရလာဝပါတဲ့သူတွေတတိထားသာသမီနဲ့ပတ်သက်တဲ့ကိစ္စကောင်းကျိုးခံစားရမယ်အောက်လက်ငယ်သားနဲ့ပတ်သက်တဲ့ကိစ္စနာမည်ကုန်သတင်းရမယ်ကားဝယ်ဖို့ရည်ရွယ်ထားတဲ့သူတွေဝမ်းမှန်တလအတွင်းဝယ်ပါဗျရန်နဲ့နောက်ချက်နဲ့ပတ်သက်ပြီးတော့ကြီးမားမတွေ့ရပါဘူးဗျအခြေနဲ့ပတ်သက်တဲ့ကိစ္စတာယာချင်းစုပြချင်းကြည်နူးချင်းပျော်ရွှင်ခြင်းဆိုတဲ့အချိန်ကာလကောင်းတွေကိုဖြတ်သန်းရမှာဖြစ်ပါကျမ်းမာရေးနဲ့ပတ်သက်တဲ့ကိစ္စဒူးတို့နားတို့နှာခေါင်းတို့နှလုံးတို့နဲ့ပတ်သက်တဲ့ယောဂတွေဖြစ်တတ်ပါတယ်ခံစားရတတ်ပါတယ်ဗုဒ္ဓဘာသာကိုးကွယ်တဲ့သူတွေအတွက်ဒိဋ္ဌံပြီးတစ်မျိုးကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့ဂုံတော်9ပါးပရိ9ဘက်စိတ်ကမှာပဲဖြစ်ပါ
မိမိရဲ့ကံတရားအကောင်းဘက်ကိုဥတည်ပြီးတော့ပြောင်းလဲနေတာ85ရာခိုင်နှုန်းရှိပါစိုးမိုးကဏ္ဍကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့6ကဏ္ဍ9ကဏ္ဍဖြစ်ပါတယ်ဉာဏ်ရှိတယ်လို့သုံးချပါတပတ်စာလက်ကီးကလာကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့အနီရောင်လို့ကြက်သွေးရောင်လို့ဇီးရောင်လို့ပါတော့ဝတ်စားတွေကိုဝတ်ပါဒါဆိုရင်တော့ကံတာစီးရမယ်ကံခွင့်လန်းကောင်းရမယ်ကိုပြောတဲ့စကားတွေအောင်မယ်တစ်ဖက်လူကိုဘက်ပါမယ်တဲတော့ရတဲ့တခုကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့ဘာဘိုးမင်းကောင်ရှီမန်းပြီးတော့လက်ဖေး၄ခွက်အမွှေးတိုင်၄တိုင်ကက်လူပူဆိုထူထမ်းပါဒါဆိုရင်တော့ကန်ဆာတာအညံ့နေပြောက်မယ်ကောင်းကျိုးချမ်းသာမင်္ဂလာတွေရောက်ရှိမှာပဲဖြစ်ပါတယ်ဗျကျွန်တော်ကတော့ထိုင်းအောင်လင်းပါဗျလူကြီးမင်းတို့အနေနဲ့ဒီဗီဒီယိုဖိုင်လေးကိုဘယ်မျိုးဘယ်တိုင်းဘယ်ရက်ွက်ဘယ်ပြည်နဲ့ဘယ်နိုင်ငံကနေကြည့်ရှုအားပေးနေတယ်ဆိုတာကိုလည်း comment box မှာရေးပေးခဲ့ပါဦးဗျမေတ္တာပို့ဆုတောင်းပေးခြင်းလို့ပါဤနေ့ဤရက်ဤချိန်ကနေစပြီးတော့လူကြီးမင်းတို့အားလုံးကြွေးကြည်တိုက်ဆောက်ဝါဝစာများများလှူပြီးတော့ပေါ်ပေါ်သုံးနိုင်ပါစေဗျာကြီးပွားတိုးတက်အောင်မြင်ချမ်းသာပါစေစီးပွားသုံးဆတိုးပါစေအသက်ရှူတိုင်းငွေဝင်ကျန်းပါစေလို့ကျွန်တော်ထိုက်အောင်လင်းကလူကြီးမင်းတို့မိသားစုအားဒီညကနေစူတောင်းမြတ်တာများလှိုက်လိုက်လဲလဲပို့တာလိုက်ရကြောင်းပါဗျာစနေသားသမီးတွေအတွက်တပတ်စာတဲတော့ကနေမှာကိုဖတ်ကြားပြဆိုပြီးမှာဖြစ်ပါစနေသားသမီးတွေယခုချိန်ယခုကာလမှာတော့ငွေကြီးကြီးမားမားမြုပ်နေတဲ့ကိစ္စအစုရှယ်ယာထဲတဲ့ကိစ္စစာချုပ်စာတမ်းမှာလက်မှတ်ရေးထိုးတဲ့ကိစ္စလုံးဝမလုပ်သင့်သေးပါဘူးဗျလုပ်ခဲ့မိရင်အမှားတွေ့တဲ့ကာလဖြစ်ပါတယ်ဘုရားပစီနဲ့ပတ်သက်တဲ့ကိစ္စတိုက်ခန်းအသစ်ဝင်ခြင်းအိမ်အသစ်ဝင်ခြင်းစာအုပ်အသစ်ဝင်ခြင်း decoration ပိုင်းတွေပြုပြင်ပြင်ဆင်မွမ်းမံရခြင်းအိတ်ခမ်းတွေပြုပြင်ပြင်ဆင်မွမ်းမံရခြင်းတွေကြုံရတဲ့အချိန်ဖြစ်ပါမိတ်ဆွေပေါင်းတဲ့ကပါဖပပမနာမည်ပါတဲ့သူတွေကိုကောင်းကျိုးပေးတယ်၎င်းတို့နဲ့ပူးတွဲပေါင်းဆက်တဲ့လုပ်တွေအောင်မြင်မယ်ဖြစ်ထွန်းမယ်တတိထားမယ်နေနဲ့တည်းအာအီဥအေအောအောင်တို့အေးတို့ဤတို့ပါတဲ့သူတွေတတိထားရှောင်ခြင်း၎င်းနေတဲ့နေရာမိမိပေါ်မှာမကောင်းပြောဆိုခြင်းမကောင်းကြံစည်ခြင်းတွေပြုလုပ်ဆောင်ရပါလိမ့်မယ်သာသမီနဲ့ပတ်သက်တဲ့ကိစ္စခွန်းတို့ခွန်းမြန်လေးဖြစ်တဲ့အောက်လက်ငယ်သားနဲ့ပတ်သက်တဲ့ကိစ္စကနကောစာလေးတွေဖြစ်တတ်ပါကားဝယ်ဖို့ရည်ရွယ်ထားတဲ့သူတွေတပတ်ကြော်မှဝယ်ပါဗျရှမ်းနယ်နောက်ဆက်နဲ့ပတ်သက်ပြီးတော့အမျိုးသမီးတို့ကကိုယ်ကိုရန်လိုတာလို့စောင်းမြောင်းတာလို့တိုက်ခိုက်တာလို့ရှိပါအခြေနဲ့ပတ်သက်တဲ့ကိစ္စအိမ်တော်ရေးနဲ့ပတ်သက်တဲ့ကိစ္စဘယ်တယောက်ညတယောက်နှစ်ယောက်ဖြစ်တဲ့ကာလဖြစ်ပါကျမ်းမာရေးနဲ့ပတ်သက်တဲ့ကိစ္စအာယုံကြောနဲ့ပတ်သက်တဲ့ယောဂဥကောင်းပိုင်းနဲ့ပတ်သက်တဲ့ယောဂကြီးပေါင်းယောဂလေးဖြစ်တတ်ပါဘုရားဘာသာကိုးကွယ်တဲ့သူတွေအတွက်ဒိဋ္ဌံပတိတစ်မျိုးကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့တတတိဝမနုဿန်နဲ့အောင်ပြီဆိုပြီးတနေ့ကိုပတိ9ပတ်စိတ်ကမှာပဲဖြစ်ပါကံတရားအကောင်းဘက်ကိုဥတီပြောင်းလဲနေတာ60ရာခိုင်နှုန်းရှိပါစိုးမိုးကဏ္ဍတစ်ခုကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့10ကဏ္ဍ1ကဏ္ဍပဲဖြစ်ပါတယ်ဗျဉာဏ်ရှိသလိုအသုံးချပါတပတ်စာလက်ကီးကလာကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့ sky blue လို့ခေါ်တဲ့အပြာနုရောင်လေးတွေကိုဝတ်ပါကံသာစီရမယ်ကံခွင့်လန်းကောင်းရမယ်ကိုပြောတဲ့စကားတွေအောင်မယ်တစ်ဖက်လူကိုပဲပါလာမှာပဲဖြစ်ပါတဲတော့ရတဲ့တခုကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့အမားတော်မြတ်တဲ့ကိုရှီမန်းပြီးတော့ကော်ဖီ2ခွက်ကိမုတ်2ချက်အမွှေးတိုင်2တိုင်ကတ်လူပူဇော်လူတန်းပါဒါဆိုရင်တော့လူကြီးမင်းတို့မှာကြုံတွေ့ရမယ်ကံစားတာညံ့ခိုက်ပြီးပြေပြောက်ပြီးကောင်းကျိုးချမ်းသာမင်္ဂလာတွေရောက်ရှိစေမှာပဲဖြစ်ပါတယ်ဗျကျွန်တော်ကတော့ထိုင်းအောင်လင်းပါဗျလူကြီးမင်းတို့အနေနဲ့ဒီဗီဒီယိုဖိုင်လေးကိုဘယ်မျိုးဘယ်တိုင်းဘယ်ရက်ွက်ဘယ်ပြည်နဲ့ဘယ်နိုင်ငံကနေကြည့်ရှုအားပေးနေတယ်ဆိုတာကိုလည်း comment box မှာရေးပေးခဲ့ပါဦးဗျမေတ္တာပို့ဆုတောင်းပေးခြင်းလို့ပါဤနေ့ဤရက်ဤချိန်ကနေစပြီးတော့လူကြီးမင်းတို့အားလုံးကြွေးကြည်တိုက်ဆောက်ဝါဝစာများများလှူပြီးတော့ပေါ်ပေါ်သုံးနိုင်ပါစေဗျာကြီးပွားတိုးတက်အောင်မြင်ချမ်းသာပါစေစီးပွားသုံးဆတိုးပါစေ
အသက်ရှူတိုင်းငွေဝင်ကျမ်းပါစေလို့ကျွန်တော်ထိုက်အောင်လည်းလူချင်းမင်းတို့မိသားစုပါဒီနေရာကနေစူတောင်းမြတ်တာများလှိုက်လိုက်လေလေပိုးသားလိုက်ရကြောင်းပါဗျာတောက်ကြသားသမီးတွေအတွက်တပတ်စာတဲတော့ကကြပါဦးဖတ်ကြားပြစုပေးမှာဖြစ်ပါတောက်ကြသားသမီးတွေဟာဒီချိန်ဒီကာလမှာတော့ဆရာသမားလူပုဂ္ဂိုလ်တပည့်အောက်လက်ငယ်သားလူပုဂ္ဂိုလ်တွေတိုင်းဝန်လို့ရတဲ့လုပ်တွေအကောင့်တွေပေါ်ရတတ်တဲ့မိမိအိမ်မှာလူမင်္ဂလာဆောင်တွေပေါ်တတ်တဲ့အချိန်လည်းဖြစ်ပါဟောစာပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတော့သေးသေးပေါ်ပေါ်ရဆိုထီးတို့ဖက်နဲ့တို့နာရီတို့ထဲလေးတို့ဝင်မယ်ကြီးကြီးမားမားတဲ့ဆိုရင်တော့ဒေါ်လာတို့တိုက်ခန်းတို့တယ်လီဖုန်းတို့ဝင်ပါလိမ့်မယ်ဗျကောင်းသောဝင်ခြင်းဖြစ်ပါလေဗျမိတ်ဆွေပေါင်းတဲ့အခါကခကကကနာမည်ပါတဲ့သူတွေကိုကောင်းကျိုးပေးတယ်တတိထားမနေနဲ့တည်းတဟနာမည်ပါတဲ့သူတွေတတိထားသာသမီနဲ့ပတ်သက်တဲ့ကိစ္စနာမည်ကုန်သတင်းရမယ်အောက်လက်ငယ်သားနဲ့ပတ်သက်တဲ့ကိစ္စကောင်းကျိုးရှိတယ်ကားဝယ်ဖို့ရည်ရွယ်ထားတဲ့သူတွေနှစ်ပတ်အတွင်းဝယ်ပါဗျရန်နဲ့နောက်ရက်နဲ့ပတ်သက်ပြီးဒီချိန်ဒီကာလမှာရန်ရှင်းရန်လင်းနေတာကိုတွေ့ရပါတယ်ခြေနဲ့ပတ်သက်တဲ့ကိစ္စအိမ်တော်ရေးနဲ့ပတ်သက်တဲ့ကိစ္စတယောက်နဲ့တယောက်မျက်နှာချင်းဆိုင်လို့မရအောင်မျက်နှာချင်းဆိုင်ရှမ်းလူနေတယ်ကျမကြီးနဲ့ပတ်သက်တဲ့ကိစ္စအကျော်စင်းမြင့်နဲ့ပတ်သက်တဲ့ယောဂါတွေခံစားရတတ်ပါလေဗုဒ္ဓဘာသာကိုးကွယ်တဲ့သူတွေအတွက်ဒိဋ္ဌံပီတစ်မျိုးကိုညွန်ကြားပြဆိုရမယ်ဆိုရင်တော့အရဟံသိဋ္ဌိအောင်ပြီဆိုပြီးတော့တနေ့ဥပတိ10ဘက်စိတ်ကမှဖြစ်ပါမိမိရဲ့ကံတရားအကောင်းဘက်ကိုဥတီပြောင်းလဲနေတာ75% ရှိပါတယ်သို့မဟုတ်ကဏ္ဍတစ်ခုကိုညွန်ကြားပြဆိုရမယ်ဆိုရင်တော့1-3-3-1ပဲဖြစ်ပါတယ်ဉာဏ်ရှိတယ်လို့သုံးချပါတပတ်စာလက်ကြီးကလာကိုညွန်ကြားပြဆိုရမယ်ဆိုရင်တော့အဖြူရောင်တို့အဝါနုတို့အသားရောင်တို့ပါတော့ဝတ်စားတွေကိုဝတ်ပါဒါဆိုရင်တော့ကံသာစီးရမယ်ကံခွင့်လန်းကောင်းရမယ်ကိုပြောတဲ့စကားတွေအောင်မယ်တစ်ဖက်လူကိုပဲပါတဲရရတာတခုကိုညွန်ကြားပြဆိုရမယ်ဆိုရင်တော့အမွှေးတိုင်၈တိုင်ဖျောင်းတိုင်၈တိုင်တောက်တော်ကြီး၈ခွက်မြေရစွာဘုရားကိုကတ်လူပူဇော်လူတန်းပါဒါဆိုရင်တော့ကံစားတာညံ့နေပြောင်းမယ်ကောင်းကျိုးချမ်းသာတွေရှောက်ရှိမှာပဲဖြစ်ပါကျွန်တော်ကတော့ထားအောင်လင်းပါဗျလူကြီးမင်းတို့နေတဲ့ဒီဗီဒီယိုဖိုင်လေးကိုဘယ်မျိုးဘယ်တိုင်းဘယ်ရက်ွက်ဘယ်ပြည်နဲ့ဘယ်နိုင်ငံကနေကြည့်ရှုအားပေးနေတဲ့ဆိုတာကိုလည်း comment box မှာရေးပေးခဲ့ပါအောင်ဗျမေတ္တာပို့ဆုတောင်းပေးခြင်းလို့ပါဤနေ့ဤရဲ့ဤချိန်ကနေစပြီးတော့လူကြီးမင်းတို့အားလုံးကျွေးကြိတ်တိုက်ဆောက်ဝါဝစာများများလှူပြီးတော့ပေါ်သုံးနိုင်ပါစေဗျာကြီးပွားတိုးတက်အောင်မြင်ချမ်းသာပါစေစီးပွားသုံးဆတိုးပါစေအသက်ရှူတိုင်းငွေဝင်ကျမ်းပါစေလို့ကျွန်တော်ထိုက်အောင်လည်းလူကြီးမင်းတို့မိသားစုအားဒီနေရာကနေစူတောင်းမြတ်တာများလှိုက်လိုက်လေလေပိုးသားလိုက်ရကြောင်းပါဗျာ